ကဂျပန်မှာ civil engineering အလုပ်ကိုလုပ်နေရဆိုတော့တခါတလေကြာရင်အပြင်နေသွားရတယ်ပေါ့နော် site တွေကိုသွားကြည့်ရတာတို့ပြီးရင် meeting တွေတက်ရတာမျိုးတွေရှိတယ်အဲ့လိုမျိုးအချိန်တွေဆိုလို့ရှိရင်တစ်မျိုးနဲ့တခါလေသွားရတာရှိရပေါ့နော်သူတို့စာကားနေပြီးတော့福岡သွားရတာမျိုးတို့စာကားထဲမှာတခြားမျိုးလေးတွေကိုသွားရတာမျိုးတို့ရှိရပေါ့နော်အဲ့လိုသွားလို့ရှိရင်လမ်းမှာပေါ့နော်အဲ့လိုနေ့လည်အားတဲ့အချိန်တို့ပြီးရင်အချိန်ပိုတာတို့ပါလို့ဆိုလို့ရှိရင်စမ်းပိုင်းနေရသူတို့ကြုံတယ်လို့မျိုးပေါ့နော်ဂျပန်ရဲ့အဲ့လိုထင်ကြီးနေရာလေးတွေကိုလိုက်ပို့ပေးတတ်တယ်ပေါ့နော်ဒါကတော့အခုအပင်အကြီးပေါ့နော်နှစ်ပေါင်း9000ရှိတဲ့အပင်အကြီးနေရာကိုရောက်နေတာခုနကဆိုလို့ရှိရင်ဒီအုတ်ကူတွေလည်းရှိရပေါ့နော်ဒီနေရာကြီးမှာကိုတခါလေကြာရင်အချိန်ရလို့ရှိရင်ကိုစားကျင်တဲ့ဆိုင်လေးတွေသွားဖြစ်တယ်ဒါလေးကတော့စုအပြင်သွားရင်းနဲ့ပေါ့နော်ငွေလေးရအရန်လှလို့ရှိရင်စုကရိုက်ဖြစ်တယ်စုရိုက်ထားတဲ့ဗီဒီယိုလေးလည်းရှိရပေါ့နောက်ပိုင်းကျရင်တင်ပေးပါမယ်အခုဆိုရင်စမ်းပိုင်းနဲ့အတူတူနေ့လည်စားဖို့ drive thru ရောက်နေတာပေါ့နော်တခုကောင်းတာဂျပန်မှာလေမိန်းကလေးဆိုအရန်ဦးစားပေးခံရတယ်နေ့လည်စားစမ်းပိုင်းဝယ်ကြည့်တာပါ